ကြလေးညက်တွေထောက်ရိတ်တဲ့အခါမှာထောက်ရိတ်တော့မယ်ဆိုရင်ဘေးရှိတ်တွေဘေးထောက်လိုင်းနေနဲ့ထောက်ကိုယူတော့မယ်ဆိုတဲ့အခါမှာရဲ့အနေထားကထရမာကင်တဲ့နေရာမှာမောက်ခုံကိုဒီလိုကင်မယ်ဒီလိုကင်မယ်ဒီလိုကင်မယ်ကင်ပြီးရင်ထောက်ရိတ်တဲ့နေရာမှာအရင်ဆုံးဒီလိုဒါလေးကိုဒီလိုချမယ်ဒီလိုလေးဆွဲပါပါเนาะဒါမျိုးလေးဆွဲတာပါဆွဲမယ်ဆွဲပြီးရင်ဒီတော့ကိုဒီလိုရိတ်တဲ့အခါမှာဒီလက်ကိုဒီလိုလေးထောက်ထားမယ်ဆိုရင်လည်းပိုးဆင်းပြေတယ်လက်တကြွယ်ကိုထောက်ထားပြီးတော့လက်ကလေးလက်ညိုးရဲ့လက်မရဲ့ကဆက်ကိုကင်ထားပြီးတော့လက်တကြွယ်လေးနဲ့ဥကောင်းကိုထောက်ထားပြီးတော့ဒါလေးကွေးတာပဲဖြစ်ပါတယ်ဒါကနားလေးကိုဒီလိုဆွဲထားမယ်ဆိုရင်နားလေးကိုဒီလိုဆွဲထားပါဆွဲပြီးတော့ဒီလိုလေးရေးရပါမယ်ပြီးရင်ဒီလိုနည်းနည်းလေးရှော့ချလိုက်ဒီလိုလေးလုပ်ပေးလို့ရတယ်ဒါဆိုလို့ရှိရင်ဒီအကွေးရိတ်တဲ့နေရာမှာတောက်ကွေးရိတ်တဲ့နေရာမှာကျွန်တော်တို့ကအဆင်ပြေမှာဖြစ်တယ်ဒီလိုတောက်ကွေးလေးရိတ်တဲ့နေရာမှာเนาะပြီးရင်ဒီလိုအကွေးရိတ်တဲ့နေရာမှာလည်းဒီလိုလေးလက်ကလေးကိုဒါမျိုးလေးထောက်ထားမယ်ဒီလိုထောက်ထားပြီးတော့ဒီလိုလေးပဲကျွန်တော်တို့ကလက်မထောက်ရင်လည်းနည်းချော်ရတယ်เนาะအဲဒါကြောင့်မို့လို့လက်ကလေးနည်းနည်းထောက်ထားပြီးမှဒီလိုလုပ်ပေးပါဒီလောက်ကိုအနောက်ကယူမယ်ဆိုရင်လည်းယူမယ်ဒီလိုယူပြီးတော့ဒီလိုပဲယူသွားမယ်